ရှင်ဘီရင်လုံနေတဲ့လူကဘယ်လိုမှယဟန်ဝက်မှာမဟုတ်ဘူးဆိုပြီးလွတ်လိုက်တာအနုယုဒ္ဓသွားပြီးတော့မှနောင်တော်ကြီးကျုပ်တာကိဝင်မင်းသားတွေဘုရားရှင်ရဲ့နောက်မှာနောက်လိုက်မရှိဘူးအဲ့တော့ကျုပ်တို့သင်္ကန်းဝတ်မယ်ကျုပ်ကိုသင်္ကန်းဝတ်ခွင့်ပေးနောင်တော်ကြီးမဟာနန်ဝတ်မလို့သူမိုးနဲ့ကျုပ်ဝတ်မယ်ဆိုပြီးခွင့်တောင်းလာတာကျုပ်ကိုခွင့်ပြုမလားဆိုတော့အနုယုဒ္ဓလို့မင်းသားတောင်သင်္ကန်းဝတ်ရင်ငါဘာမှမဝတ်နိုင်စရာမရှိဘူးဆိုဗတ္တိယပါဝတ်ကောနော်မရှိစကားနားဝမကြားရတဲ့ပုဂ္ဂိုလ်အမတန်ဘုံကံကြီးတဲ့စัจ जा မင်းလောင်ကြီးတောင်ဝတ်သွားတယ်ဆိုဗတ္တိယငါလိုကောင်ဘာမှမဝတ်စရာမရှိဘူးဆိုဘယင်ကသူ့စီနာစည်းစိမ်ဖွင့်ပြီးလိုက်သွားတော့သူ့အမေဘက်ကရှုံးတယ်ပေါ့ကွာအဲ့ဒီမှာဗတ္တိယရဲ့ရှင်နုယုဒ္ဓရဲ့အရှင်ကိမိလရဲ့အရှင်ဘဂုရဲ့အရှင်အာနန္ဒာရဲ့နောက်တစ်ယောက်ကအရှင်ဒေဝဒတ်ရဲ့ဒါတာဂိဝေမင်းသား6ယောက်နောက်တစ်ယောက်ကသူတို့ရဲ့ဆတ်တာတဲ့ဥပါလိ9ယောက်တပြိုင်နဲ့သင်္ကန်းဝတ်ပြောချင်တာကတာဂိဝေမင်းသားကဘယ်နှယောက်တော့6ယောက်အဲ့ထဲမှာဒေဝဒတ်မပါဘူးလားပါသွားတယ်ပါသွားပြီးတော့ဥပါလိရဲ့သူတို့သင်္ကန်းဝတ်ကြတဲ့အခါမှာကျန်တဲ့ပုဂ္ဂိုလ်တွေကပထမတဝါကျွတ်တာနဲ့ယဟန္တာဖြစ်သွားကြတယ်အရှင်ဗတ္တိယတို့ကိမိလာတို့အရှင်ဘဂုတို့ဥပါလိတို့ယဟန္တာဖြစ်သွားတယ်အနုယုဒ္ဓကတော့ဒိဗ္ဗစကုအဘိညာဉ်ရပြီသူလည်းနောက်ပိုင်းကျတော့ယဟန္တာဖြစ်တာပဲအဲ့ဒီထဲမှာဒီတဝါတွင်းမှာပဲဒေဝဒတ်ကဘာရသွားလဲဆိုတော့အဘိညာဉ်6ပါးလောကီဇံအဘိညာဉ်တွေရယဟန္တာမဖြစ်ဘူးဘာရတယ်လောကီဇံအဘိညာဉ်တွေတကိုးတွေပေါ့ကွာမြေရှိုးနိုင်တယ်မိုးပြန်နိုင်တယ်မြေပြင်ကိုရေပြင်လှုပ်ပြီးငုတ်ရှိုးနိုင်တယ်ရေပြင်ကိုမြေပြင်လှုပ်ပြီးလမ်းလျှောက်နိုင်တယ်အဲ့ဒီလိုထူးခြားတဲ့တကိုးတွေရသွားတော့သူ့ကိုယ်သူဘဝင်မြင့်ပြီးတော့သူလဲဖျားလောက်တော့စွမ်းပါတယ်ဆိုတဲ့အယူရှိသွားတယ်ဟုတ်ပြီလားဟဲ့အဲ့တော့ငကိုကမှဘဝများစွာတန်တရားကလေးကပြိုင်ဘက်ဖြစ်လာတဲ့ပုဂ္ဂိုလ်ဆိုတော့ဖျားလောက်သူစွမ်းတယ်လို့သူ့ကိုယ်သူအထင်ရောက်သွားပြီးတော့အဇာတတမင်းနဲ့ပေါင်းတယ်ပေါင်းပြီးတော့မင်းကမင်းအဖေဗိမိသာရကိုတတ်မင်းလည်းဘယင်လို့ငါလည်းဖျားကိုတတ်ပြီးဖျားလုံးမယ်ဆိုပြီးတော့ဒေဝရအဲ့ဒီလမ်းကိုယူလိုက်တယ်လမ်းမှန်လားလမ်းမှားလားဖျားဆိုတာအဲ့ဒီလိုတတ်ပြီးဖျားယာဒူးကိုယူလို့ရလားဖျားဆိုတာယာဒူးတစ်ခုလားဂုံဘုတ်တစ်ခုလားအရေးကြီးတယ်နော်မြတ်စွာဘုရားလို့ဖြစ်လာတာဘုရားဖြစ်ဖို့တို့ဂေါရမမြတ်စွာဘုရားဘယ်လောက်ကျင့်ရလေးသင်ခြေနဲ့ကဘာသိဒါဘုရားတိုင်းအတူတူတော့မဟုတ်ဘူးပညာဓိကပညာကိုဦးစားပေးပြီးတော့အဓိကထားပြီးကျင့်ကြံလာတဲ့ဘုရားမို့လို့လေးသင်ခြေနဲ့ကဘာသိတတ္ထာအဓိကယုံကြည်မှုယုံကြည်ချက်ကိုအဓိကထားပြီးတော့ဖျားဖြစ်ဖို့ကျင့်တဲ့လူဆိုရင်ရှစ်သင်ခြေနဲ့ကဘာသိနှစ်ဆတိုးကြသွားတချို့ကြတော့ဝိရိယအဓိကလုပ်ရင်ရရမယ်လုပ်ရင်ဖြစ်တာပဲဆိုပြီးတော့လုပ်ဖို့အဓိကပဲဆိုပြီးဝိရိယကိုရှေ့ကထားပြီးရှေ့တန်းတင်ပြီးတော့ကျင့်တဲ့ပုဂ္ဂိုလ်ကြတော့16သင်ခြေနဲ့ကဘာသိဟုတ်ပြီလားဟဲ့အဲ့လိုအပ်တဲ့ဒါနသီလနိက္ခမသစ္စာအဋိဋ္ဌံဆိုတဲ့ပါရမီ10ပါးအပြား30ကိုနီးမှန်လမ်းမှန်ကျင့်မှဘာဖြစ်မှာဘုရားဖြစ်မှာ तू ကရှင်ဘယင်မျိုးကလာတာဆိုတော့ဘယင်ဆိုတာတော့ဘယင်တတ်နိုင်ရင်ဘာဖြစ်တာဘယင်ဖြစ်တာအဲ့တော့ तू ကအယူလွဲပြီးတော့ဘုရားကိုတတ်နိုင်ရင် तू ဘယင် तू ဘုရားဖြစ်မှာပဲလို့ဆိုပြီးတော့လမ်းမကြီးကိုလျှောက်ဘာကိုလျှောက်တယ်လမ်းမကြီးကိုလျှောက်ပြီးတော့မုတ်ဆိုးတွေကိုငှားပြီးတော့လဲတတ်ဖို့ကြိုးစားနောက်ဆင်ကြီးကိုအရက်တိုက်ပြီးတော့ဆင်မြောင်ကြီးနဲ့နင်းတတ်ဖို့လဲသူကြိုးစားဟုတ်ကဲ့လားသူကိုယ်တိုင်တခါတည်းဘသူကိုမှခိုင်းလို့မရတော့ငါကိုယ်တိုင်လုံးမယ်ကွာဆိုပြီးတော့ဂိတ်စကုတ်တောင်ပေါ်မှာကြောက်တုံးကြီးကိုမြတ်စွာဘုရားရှိတဲ့နေရာလိမ့်ချပြီးတော့ကြောင်မောင်းဆင်ပြီးတော့လဲတတ်တယ်တတ်လို့ရသလားမြတ်စွာဘုရားတို့မြည်ဒီမှာသူတစ်ပါးလက်ချက်နဲ့ပြိဋိဘံဆံရရိုးထုံးစံရှိပါရမီ7ပါးအပြား30အလကားကျင့်ခဲ့တာမှမဟုတ်ပဲနဲ့အဲ့ဒီနီးမှန်လမ်းမှန်ကျင့်ထားတဲ့ပုဂ္ဂိုလ်ကြီးကိုဒီနီးမှလမ်းမကြီးနဲ့လှုပ်ကြံလို့ရမလားနီးမျိုးစုံသူလှုပ်ကြံတယ်မရဘူး
ဒါပေမဲ့သူဖျားဖြစ်ချင်တဲ့စိတ်ကတော့ယော့သလားမယော့တဲ့အခါနောက်ဆုံးကြတော့အကြံအဖန်လှုပ်ပြီးတော့တန်ခါသင်းခွဲဖို့အတွက်မြတ်စွာဘုရားစီကိုတောင်းဆိုချက်5ခုတင်သွင်းတယ်ဒီနေ့သူတော်ကောင်းတို့ကိုပေးခြင်းနဲ့အတိတရားကဘာလဲဆိုတော့ဘဝတစ်ခုကိုဖြတ်သန်းနေတဲ့အခါမှာဘဝအတွက်ရိတ်ခါရှာရင်နီးမာလမ်းမားတွေကိုသုံးမိတတ်ကြတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားတို့ရိတ်ခါရှာရင်ဆိုတော့ဒီတသက်တာအတွက်ခမရတို့လိုအပ်တဲ့စီးပွားဥစ္စာတွေရောမလိုအပ်ဘူးလားတခါထင်ပေါ်ကြော်ကြားမှုရောမလိုလားဘူးလားဂုံတရတ်တွေရောလူဘဝအတွက်လူနဲ့ထိုက်တန်တဲ့ဂုံအင်္ဂါတွေရှိဖို့လိုအပ်တဲ့အတွက်လာဘသက်ကာယတိလောကအသီးသီးမရှာကြဘူးလားရှာတော့လက်လာဘတွေရှာတဲ့နေရာမှာသူများအသက်မတတ်ဖဲစီးပွားရှာရင်နည်းနည်းပဲရသူများအသက်တတ်ပြီးစီးပွားရှာမယ်ဆိုရင်များများရဘယ်လမ်းရွေးမလဲသူများပစ္စည်းခိုးပြီးစီးပွားရှာရင်မြန်မြန်ချမ်းသာမယ်မခိုးဘဲနဲ့စီးပွားရှာရင်နည်းနည်းဖြည်းဖြည်းပဲရဘယ်နည်းရွေးမလဲနီးမှန်လမ်းမှန်ဆိုတာဒါပြောတာဟုတ်ပြီနော်မှုသားပြောပြီးစီးပွားရှာရင်မြန်မြန်ကြီးပွားတယ်မှုသားမပြောပဲဖြောင့်မတ်စွာနေရင်ဖြည်းဖြည်းမှန်မှန်ပဲရမယ်ဘယ်လမ်းရွေးမလဲအခုဒီတရားပွဲထဲမှာဆိုတော့တရားနဲ့ညီအောင်ပဲဖြေချမှာပေါ့ကွာဒါပေမဲ့တကယ်လှုပ်တဲ့အခါကျတော့ငွေနည်းနည်းရမယ်အလုံးနဲ့များများရမယ်လို့ဘယ်ဟာဦးစားပေးရွေးမလဲများများရတဲ့လို့ဦးစားပေးရွေးတော့မှာဟုတ်ကလားမထင်ပေါ်မကြော်ကြားပဲနဲ့ရိုးရိုးကျင့်မြင့်မြင့်ကြံရမယ်အလုံးနဲ့ထင်ပေါ်ကြော်ကြားမယ်အလုံးဘယ်လမ်းရွေးမလဲထင်ပေါ်တဲ့လို့ရွေးမှာမိသားစုထဲမှာဆိုလဲကိုကအရာရောက်တဲ့လူဖြစ်ချင်တယ်အရာထဲရွာထဲမှာဆိုလဲကိုကထင်ပေါ်သူဖြစ်ချင်တယ်ဟုတ်ကလားဟုတ်ပြီဘွယ်ထူးဂုံထုတစိတ်ဂုံပြုလက်မှတ်ဂုံပြုမခံရတဲ့ချင်းမွန်းမခံရတဲ့အသိမှတ်ပြုမခံရတဲ့အလုံးနဲ့အသိမှတ်ပြုချင်းဘူးချင်းမွန်းဂုံပြုခံရတဲ့အလုံးဘယ်လိုရွေးမလဲအသိမှတ်ပြုခံရတဲ့အလုံးပဲရွေးတော့မယ်အဲ့တော့လာဘသက်ကာယတိလောကလလဘတွေများများရမယ်ထင်ပေါ်ကြော်ကြားမယ်ဂုံပြုခံရမယ်သို့သောအဲ့ဒီအလုပ်ဒီအာကုသိုလ်နဲ့ရှင်းနေတယ်ဆိုရင်ရွေးတယ်မရွေးတယ်အာကုသိုလ်နဲ့ရှင်းပြီးမှကြီးပွားတဲ့အလုပ်ဒီလမ်းမှန်လားလမ်းမှားလားအားလုံးသတိထားဖို့လိုအပ်မလိုအပ်